ဒီကိုရီးယားမင်းသားကိုငွေချင်းချောက်ပြီးတောင်းခဲ့တဲ့အမျိုးသမီးကိုထောင်ဒဏ်တစ်နှစ်ချမှတ်လိုက်ပြီပေါ့နော်ဒီမင်းသားကိုဘလို့ငွေချင်းချောက်ခဲ့တယ်လဲဆိုရင်သူ့ရဲ့ဖုန်းအဟက်ခံရလို့မင်းသားနဲ့သူတို့နှစ်ယောက်ငကိုကြားပြောထားတဲ့ဒီစကားအတန်ဖိုင်ကအပြင်ကိုပြန့်သွားတော့မယ်ဒါကြောင့်မလို့ငွေလိုတယ်ဆိုပြီးတော့မင်းသားစီကနေငွေချင်းချောက်ပြီးတော့တောင်းခဲ့တာဖြစ်ပါတယ်ကိုရီးယားငွေ1တန်း300ဖြစ်ပါတယ်အဲ့ဒီငွေကိုမင်းသားလည်းပေးခဲ့တာပေါ့နော်ပြီးတော့အဲ့မင်းသားကမူရစေအမှုနဲ့စစ်ဆေးချင်းခံရတယ်ဘလောက်ပဲစစ်ဆေးမင်းသားကမူရစေတုံးထားတဲ့အရာနဲ့ပတ်သက်ပြီးတော့ဘာမှမရှိခဲ့ဘူးဒါပေမဲ့မင်းသားဆိုတာသူ့ကိုယ်သူတတ်တည်သွားတယ်အဲ့ဒါတော့အားလုံးသိကြတဲ့အတိုင်းပဲပေါ့နော်အဲ့ဒီနောက်မှာရဲတွေကအဲ့ဒီအမျိုးသမီးကိုပြန်စစ်ဆေးတဲ့အခါမှာမူရစေတုံးထားတာကအဲ့ဒီမင်းသားမဟုတ်ဘဲနဲ့အဲ့ဒီအမျိုးသမီးဖြစ်နေတာအဲ့ဒီအမျိုးသမီးကအသက်30ကျော်အရက်ဆိုင်မှာအလုပ်လုပ်တဲ့အမျိုးသမီးပေါ့မူရစေလဲတုံးထားတယ်ပြီးတော့မင်းသားစီကနေငွေချင်းချောက်ပြီးတောင်းထားတယ်အဲ့လိုအမှုတွေရှိပေမဲ့လည်းအခုအဲ့ဒီအမျိုးသမီးကိုထောင်ဒဏ်တစ်နှစ်ပဲချမှတ်လို့ကိုရီးယားပြည်သူပြည်သားတွေကလုံးဝမကျေနပ်တဲ့အကြောင်းပေါ့နော်တည်င်းမှာပါလာတာဖြစ်ပါတယ်အဲ့လိုမင်းသားကိုအဲ့လိုငွေချင်းချောက်ပြီးတောင်းတယ်အဲ့လိုအမျိုးသမီးကိုထောင်ဒဏ်တစ်နှစ်ပဲချမှတ်ရမှာမဟုတ်ဘူးထိုက်တဲ့ထောင်ဒဏ်ချမှတ်ရမှာဖြစ်တယ်ဘာဖြစ်လို့အဲ့လိုမျိုးထောင်ဒဏ်နည်းနည်းပဲချမှတ်ရတာလဲဆိုပြီးတော့အကုန်လုံးကမကျေမနပ်ဖြစ်နေကြတာပေါ့နော်